နောက်မှာဘလင်းကခုံသွားတယ်အဲတို့ဂျားထဲမှာစောင်းသွားတယ်ဟေးရောင်းမှာကြောက်ရရတယ်ဒီလိုတော့ပေးလို့မရတော့ဘာသာရေးနည်းနည်းလေးပြန်လာအောင်ပါပဲအဲတို့ကြောင့်ဝင်းကုန်တော့ပါအဲ့ဒီတူတယ်ဘာကြောင့်ကတော့မလာသေးတော့မအဲတို့တေဝါဘီအောင်ရင်တော့တော့ဆက်လီလာနေနဲ့ဝင်းလို့ပဲဟော်ရီကုစ်တော့ယူသွားနေပြီတို့ကနာကောင်းနေတော့ပေးလိုက်နေတော့မှတော့တန်းတက်ပြီးနေတူတယ် This spring တော့ရောက်တဲ့ကောင်တို့ကြိုးစားနေသေးတယ်ကျွန်တော်မြန်မာတီစွမ်းကုန်တော့တစ်ဖက်ကတော့ကြိုးစားနေခဲ့ပေမဲ့တစ်ဖက်ကငါ့ကိုပြေးတက်လာနေတော့ဒီကိုတော့ဘလို့မှတော့မလို့ဆန်နိုင်နေဆိုခရီးအောင်နဲ့သရုံးကြီးကိုရိုက်ချိုးသွားနေတယ်4-3ဆိုရရနေတော့ This spring ချန်ပီယံဆုရရယူသွားခဲ့ပြီပဲဖြစ်ပါတယ်